ဒီလိုမျိုးအလှသုံးလာတဲ့မီးတောက်နေတဲ့ short လာတဲ့တစ်ခွက်ကိုမြင်မှုကြလားဒါကတော့ B52 ပဲဖြစ်ပါတယ်အဲ့ဒီ B52 ရဲ့ origin ကလည်းအတော်လေးကိုစိတ်ဝင်စားစရာကောင်းပါတယ်ဒီ short ကိုဖန်တီးသူအဖြစ် Peter Finch ဆိုတဲ့ဘာတန်နာကိုအများအပြား credit ပေးကြပါတယ် Peter Finch ဟာကနေဒါနိုင်ငံ Alberta က Banff Springs Hotel မှာ head ဘာတန်နာလုပ်ခဲ့တဲ့လူဖြစ်ပြီးတော့1989ခုနှစ်လောက်မှာ B52 ကိုစတင်ဖန်တီးခဲ့တယ်လို့မှတ်တမ်းတင်ထားပါတယ်ပြီးတော့ B52 ဆိုတဲ့နာမည်ဘယ်ရလာလဲဆိုတဲ့အရာမှာလည်း theory နှစ်ခုရှိနေပြန်ပါတယ်ပထမ theory ကတော့ Peter Finch ကသူဖန်တီးတဲ့ drinks တွေမှာသူကြိုက်တဲ့ band နာမည်သူကြိုက်တဲ့သချင်းနာမည်သူကြိုက်တဲ့ album နာမည်တွေကိုထည့်ပြီးတော့ပေးလို့ရှိရကြောင်းဒါ B52 ဆိုတဲ့ American rock band တစ်ခုကိုအစွဲပြုပြီးတော့ B52 ကိုနာမည်ပေးခဲ့ရလို့အဲ့ဒီ theory ကဆိုပါတယ်ဒုတိယ theory ကတော့ B52 Stratofortress ဆိုတဲ့ American ပုံကျဲလေယာဉ်ရဲ့နာမည်ကိုရည်ညွှန်းပြီးတော့ပေးထားရဆိုတဲ့ theory ပဲဖြစ်ပါတယ်ဒီလေယာဉ်ဟာ1952ခုနှစ်မှာစတင်ပြန့်နှံ့ခဲ့ပြီးတော့1955ခုနှစ်မှာ US Air Force တွေကိုစတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ B52 short ရဲ့နာမည်ရင်းမြစ်ကအတိအကျတည်ပြုထားတာတော့မရှိသေးပါဘူး B52 ရဲ့အဓိက signature ကတော့ဒီ layer 3ခုပဲဖြစ်ပါတယ်အောက်ဆုံးမှာ Kahlua အလယ်မှာ Baileys ပေါ်ဆုံးမှာကတော့ Grand Marnier Orange Liqueur တို့ဖြစ်ပါတယ် Liqueur တစ်မျိုးချင်းစီရဲ့ density မတူတာကြောင့်ဒီလိုမျိုးအလွှာ3လွှာဖြစ်ပေါ်လာတာပါဒါပေမဲ့ density ပဲသိအောင်နဲ့လည်းမပြီးသေးပါဘူးဘာတန်နာရဲ့ technique လည်းလိုပါသေးတယ် B52 ကိုဖန်တီးတဲ့နေရာမှာဘာတန်နာတွေကဒီ layer လေးမပြည့်စည်သွားအောင်လို့ bar spoon လေးရဲ့နောက်ကနေပြီးတော့ Liqueur တစ်မျိုးချင်းစီကိုဖြည်းဖြည်းချင်းစီချပြီးတော့ပေါ်လောက်ရပါတယ်ဒီလိုမျိုးပေါ် control ကောင်းပါပဲ layer လေးတွေကတက်ရလပါလေးတွေထွက်လာမှာပါပြီးကြတော့မှအပေါ်ဆုံးက Grand Marnier ကိုမီးရှို့ပြီးတော့ Flaming B52 အနေနဲ့ဘားတွေမှာ serve လုပ်ကြပါတယ်ဒီ Flaming ကအရက်ကိုပူကောင်းလာအောင်လုပ်ဖို့ထက် aroma နဲ့ presentation ကို enhance ရလုပ်ပေးဖို့ပါဒါကြောင့်မို့လို့ဒီ B52 shot လေးတစ်ခွက်ကသမိုင်းလည်းရှိရယ် technique လည်းပါတယ် presentation လည်းလာတယ်ဘာတန်နာရဲ့ showmanship တွေနဲ့တူအားလုံးပေါင်းစပ်ထားတဲ့ကော်တီတစ်ခွက်ဖြစ်ပါတယ်ဒါကတော့ B52 classic shot တစ်ခွက်အကြောင်းပါနောက် video မှာတော့ကော်တီနဲ့ပတ်သက်တဲ့နောက်ထပ် knowledge တွေနဲ့တူပြန်လာခဲ့ပါမယ်ကျွန်တော်ကတော့ Sammy ပါကျေးဇူးများတင်ပါတယ်